အန်တီဒီနေရာကအရန်ကျင်းလွန်းလို့သမီးတို့ဟိမတ်ကန်တွေကိုအပြင်ကိုဝိုင်းတယ်ပေးမယ်လေလိမ္မာလိုက်တာညံ့ညံ့မှာမင်းတို့လိုအတန်းဖော်တွေရှိတာတော်လိုက်တာအန်တီတို့ပဲလှုပ်လိုက်ပါမယ်မင်းတို့ကဧည့်သည်တွေပဲဟာဘလို့လှုပ်ဝိုင်းလှုပ်ခိုင်းရမှာလဲသူတို့ထွက်သွားကြပြီသူတို့ထွက်သွားပြီဆိုတော့မင်းစားလို့တော့လေငါတို့ကိုစိတ်မဆိုးစေနဲ့အရှက်မရှိလိုက်တာဘာပြောတယ်ငါပြောတာကဒီဖွားကြီးကအောက်တန်းကျပြီးအရှက်မရှိဘူးလို့ပြောတာဒီလောက်အသက်ကြီးနေပြီကိုငါအကိုကိုမြူဆွဲနေသေးတယ်တကယ်ကိုလူတွေကလူစမ်းမဲဟိလုံကော့ညံ့ညံ့ကိုတုတ်ပေးရမလားငါမေ့သွားတယ်ပြန်သွားယူလိုက်အောင်မယ်မြ мян လို့အချိန်ဆွဲမနေနဲ့ဖေဖေမေမေတောင်းပန်ပါတယ်သမီးကြောင့်မိဘတွေထိခိုက်နာကျင်ရမှာကိုမလိုချင်ဘူးနင်ငါကိုရိုက်လိုက်တော့မင်းပါပြောတယ်ငါမိဘတွေကအလုံးလုံးရတာအရန်ပင်ပန်းတယ်နင့်ကိုပေးဖို့သွေးချွေးစုပ်အောင်ရှာထားတဲ့ပတ်စံတွေအလကားမပေးနိုင်ဘူးပြီးတော့ငါကလည်းနင်မိမမလုပ်ချင်ဘူးငါနင်းနောက်ကိုလိုက်ခဲ့မယ်နေငါကိုတေလို့မတက်ရိုက်လိုက်တာဆိုရင်ဒီအကျွေးကြေသွားပြီမင်းကငါတကယ်မလုပ်ရဲဘူးထင်နေတာလားမင်းလက်ကိုမလိုချင်တော့ဘူးထင်တယ်ခလေးတို့အာမနာတဲ့အများကြီးစားကြနော်ငါတို့ကိုတကယ်ပဲသူ့သမီးရဲ့တငယ်ချင်းတွေလို့ထင်နေတာလားလွတ်ဦးနာတယ်သူတို့ကိုမြ мян လွတ်ပေးလိုက်အကိုဒါဘာဖြစ်တာလဲသူတို့ကညံ့ညံ့ရဲ့တငယ်ချင်းတွေလုံးဝမဟုတ်ဘူးဘာကိုဆိုလိုတာလဲညံ့ညံ့မျက်နှာပေါ်ကဒဏ်ရာတွေကသူတို့ရိုက်ထားတာနေငါသမီးကိုထိရဲတယ်ပေါ့မင်းသမီးကိုထိတော့ဘာဖြစ်လဲမင်းတို့ကဘာမို့လို့ငါအကိုကိုထိရဲရတာလဲသူကဘလို့လူလဲဆိုတာမင်းတို့သိလို့လားကားပြင်တဲ့ကောင်ဆုပ်ရဲ့မင်းသေးချင်နေပြီထင်တယ်ငါမင်းကိုပြောလိုက်မယ်မင်းပြဿနာကြီးကြီးတက်ပြီးတကယ်ကိုပြဿနာကြီးကြီးတက်ပြီးစောစောကနားနေခန်းထဲကစောင့်ကြည့်ကင်မရာကိုဖွင့်လိုက်စမ်းသူတို့နားနေခန်းထဲမှာဘာတွေလုပ်ခဲ့လဲဆိုတာငါကြည့်ရမယ်ငါသမီးကိုစော်ကားခဲ့တယ်ဆိုရင်တော့အစတရာပြန်ပေးဆက်စေရမယ်မလိုတော့ပါဘူးငါပဲမင်းသမီးကိုစော်ကားလိုက်တာဘာဖြစ်လဲအရန်မောက်မာတဲ့ကောင်လေးပဲမောက်မာတော့ဘာဖြစ်လဲငါအဖေကဘသူလဲဆိုတာမင်းတို့သိလို့လားငါတို့ချောင်းကော့ကိုထိရဲတယ်ပေးချင်နေတာပဲမင်းတို့ကငါရှေ့မှာဘာတွေလာမောက်မာနေတာလဲ